နေ့ကတော့ကျွန်တော်တို့ Excel Capital ကိုတွားပြီးတော့ရေကူးမှာဖြစ်ပါတယ်။ခုတွားနေတာကတော့တခိနာတီတီမြို့နယ်ကနေအရှိဘက်ရှိပြီးတော့လမ်းမကြီးတိုင်းကန်းကောင်ဝိုင်းကနေပြီး꿰ပြီးတော့မှရှိပြီးတော့လမ်းကနေရာသာတင်ကလမ်းမကြီးကိုတက်မှာဖြစ်ပါတယ်။ဒါကတော့တခိနာတီတီဒီပိုင်းကိုကြော်လာခဲ့ပြီဖြစ်ပါတယ်ရှေ့မှာဒီခိုင်ဖြူရုံကြော်သွားပြီးတော့ကန်းကောင်ဝိုင်းကိုရောက်မှာဖြစ်ပါတယ်ညာဘက်ကိုသွားရင်တော့ဒီပြီးတော့ဒေးစေးကိုရောက်မှာဖြစ်ပြီးတော့ကျွန်တော်တို့ကတော့ဟိုတယ်ဆောင်တက်မှာရှိတဲ့ Excel Capital ရေကူးကန်ကိုသွားမှာဖြစ်ပါတယ်အရှိဘက်ကတော့အခုမှလည်းရန်မန်းလန်းဟောင်းနဲ့ချိန်ထားတဲ့ရိုးဘက်လန်းဖြစ်ပါတယ်။ဒါကတော့ရောင်စောတကယ်ဟာလမ်းမကြီးဖြစ်ပါတယ်။ဒီလမ်းမကြီးကတော့နေပြည်တော်ရဲ့တကယ်ကျိုးလမ်းမကြီးဖြစ်ပြီးတော့မှအေလာလေးစိတ်ကနေအေဝေးတခိနာတီဟိုတယ်ဇုန်တစ်စပူတီဒီကောဝိုင်းကနေဥဒရာတီမားစစ်တက်ကုန်းထိပေါ်တဲ့လမ်းမကြီးဖြစ်ပါတယ်။ဒါကတော့မကြခင်ဒီပြီးတော့အဝင်မဟုတ်ဦးဖြစ်လာမယ်။စီမံကိန်းနေရာဖြစ်ပါတယ်။စတင်ဆောက်လုပ်နေပြီဖြစ်ပါတယ်။များမကြခင်မှာနေပြီးတော့မာနေကန်ကြတဲ့သူများတော့ဒီလိုလေတစ်ခေါက်လာကြတဲ့သူများတော့အားရောက်လေပန်းမယ်ထင်ရနေရဖြစ်လာမှာဖြစ်ပါတယ်။ရှေ့မှာတော့ရောက်ပါပြီ။ရှိုးပြီးတော့ကျွန်တော်ရဲ့ရေသွားကူမဲ့ Excel Capital ဟိုတယ်ဖြစ်ပါတယ်ဒီမှာတော့ရေကူးကန်ဝင်ကအနေနဲ့ကလူကြီး1300ကလေး8000ကျပ်တင်နေစီလေးဖြစ်ပါတယ်ဒါကြောင့်ဒီကိုလာရောက်ရွေးချယ်ရခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ